ကသိမ်းမအောင် ဟုတ်မတန်ရေကျွန်တော်တို့ Glassy Holder Challenge အခုစနေပြီဖြစ်လို့တမာရီကျင့်စဉ်ကျင့်နေပြီဗျို့ ဟာဟုတ်လားလေလားတော့သူတို့ရဲ့တမာတီအားကအန်းနိုင်ကိုအရောက်လှမ်းနိုင်မလဲဆိုတာမတ်လကိုရင်အဖြေပေါ်တော့မှာပါနော်ဒီတမာရီစစ်တမ်းကိုအောင်မြင်သူတွေကတော့တကယ်ကိုဂုဏ်ယူထိုက်တဲ့ Verifying Tech နဲ့ Certificate တွေကိုပိုင်ဆိုင်နိုင်မှာပါတော့ နောက်ပြီးကျွန်တော်တို့ရဲ့ SDB ကတနေရာတည်းတင်ရပ်နေမှာမဟုတ်ဘူးနော်ပြီးခဲ့တဲ့နှစ်က MEHC နဲ့အောင်မြင်စွာ Exchange Listing ပွဲဥထွက်နိုင်ခဲ့သလိုမျိုးအနာဂတ်မှာလည်းဒီထက် bigger ဖြစ်တဲ့ Global Exchange တွေမှာ list နိုင်မှုအစွမ်းကုန်ကြိုးစားသွားမှာဗျာ ဒါရင်ကသေးဦးကိုသိမ်းမောင်ရေခုလက်ရှိ Bybit နဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့မျိုးပဲခြား exchange တွေနဲ့ပူးပေါင်းပြီးရင်ခုန်စရာ campaign များစွာကိုလည်းလက်တက်ယူဆောင်လာအောင်မှာပါတော့ ဒါနဲ့သတင်းကောင်းတစ်ခုလည်းရှိသေးတယ်မတန်ရဲ့ ICO1 နဲ့ ICO2 ကာလကတည်းက Exchange Listing ရောက်တဲ့အထိ SDB နဲ့အတူမဆုတ်မနစ်ဝန်းရံပေးခဲ့ကြတယ်ထိတ်တန်း SDB token holder ကြီးတွေကိုဂုဏ်ပြုဖို့ BIB program ကို pilot run အနေနဲ့မကြမီစတင်တော့မှာတဲ့ဗျ ဒီတစ်ခါကသိမ်းမောင်ကပိုတောင်သတင်းဦးနေပြီပဲအဲ့ဒီ VIP program အကြောင်းဆက်ပြောပြပါအောင်ကိုသိမ်းမောင်ကြီး အဲ့ဒါကတော့တကယ်ကိုဓမ္မပတ်တော်သားတွေအတွက်အထူးအတိုးနှုန်းအစီအစဉ်ပဲဗျပြီးတော့ဒါ invite only အစီအစဉ်လေးဗျလက်ရှိ SDB token ကိုအမြင့်ဆုံးရင်းနှီးမြှုပ်နှံထားတဲ့ customer တွေကကြာပန်းရွေးချယ်ခံရတဲ့ထိတ်တန်းအယောက်100စီကိုຫນွေဥပန်ကနေ email ပေးဖို့ဆက်သွယ်သွားမှာဖြစ်လို့ email လေးတွေကိုဂရုတစိုက်စောင့်ကြည့်ဖို့တော့လိုမယ်နော် ဟုတ်ပါပြီကသိမ်းမောင်ကြီးအဲ့ကသိမ်းမောင်ရော VIP program ထဲမှာပါလာရဲ့လား ကျွန်တော်ကတော့တယောက်တော့သူရဲ့ VIP ဖြစ်ခွင့်မရပေမဲ့ SDB ရဲ့ VIP program ထဲမှာတော့ပါကောင်းပါနိုင်ပါရဲ့ဗျာပါနိုင်ပါရဲ့